နေကမိဖို့ချောင်းလေးကနေကြိုးဆိုရတယ်နော်ဒီနေ့သမီးလေးကrabbit လေး carrot ကင်ထားတဲ့ပုံလေးလုပ်ပေးပါတယ်ဆိုတော့လေအရင်ဆုံးရုံကောင်းလေးပေါ့နော်ရုံကောင်းလေးကိုပုံချမယ်ရှင်သူစားနိုင်တဲ့လောက်ပမာဏလေးတွေထည့်ပြီးလုပ်ပေးတာဖြစ်တဲ့အတွက်လေထမင်းကြိုင်မှာအစဉ်ပြေမပြေဘူးလေကြိုင်ကိမှာပုံစံအများကြီးမရှိတဲ့အတွက်လေကြည့်ကောင်းလို့တော့ပြင်ဆင်ရတယ်ပေါ့နော်အရင်ဆုံး rabbit ခေါင်းလေးရဲ့ခန္ဓာကိုယ်လေးရဲ့ပြီးသွားပြီဆိုရင်နေရွက်လေးအတွက်ကိုလောက်တာကအသားပြားလေးကိုနေရွက်အတွက်ကိုပုံဖော်ပြီးလုပ်မှာပေါ့နော်သူပြတဲ့ပုံစံလေးကလေနေရွက်ကတစ်ဖက်ကထောင်နေပေါ့နော်တစ်ဖက်ကလှဲနေတဲ့ပုံစံလေးဆိုတော့လေတစ်ဖက်ထောင်နေတာလေးကိုပြားလေးနဲ့ဒီဘယ်လိုခေါ်မလဲအောက်ခြေလေးကတိမ်ပြီးတော့အပေါ်လေးမှာဖောင်းလေးနဲ့တွားတယ်ပေါ့နော်တစ်ဖက်ကကျတော့လှဲနေတဲ့ပုံစံလေးဆိုတော့လေနေရွက်ရဲ့ပုံစံကိုဝက်ဝိုက်ကလေးလောက်ရတယ်ပေါ့နော်နေရွက်ရဲ့ပုံစံကိုဝက်ဝိုက်လေးလောက်ရတယ်ပုံစံနှစ်ခုကမတူဘူးပေါ့နော်ထောင်နေတဲ့ဘက်ကကျတော့ပြချွန်လေးပေါ့ဟိုဘက်ကကျတော့ချိုင်လေးပေါ့ပြီးတော့လက်ကလေးကကျတစ်ဖက်ကချထားတယ်တစ်ဖက်က carrot လေးကင်နေတဲ့ပုံစံမျိုးလေးလောက်ရတယ်ပေါ့နော်ဒါကတော့ပဲပြစုံနေနဲ့မီးပြတ်သွားတာကန်ကောင်းညင်တော့လေပဲပြကကြက်နေပြီဖြစ်တဲ့အတွက်လေ gas offset 3ရမလို့ပဲနဲ့ပဲဒီမီးပူချိန်လေးနဲ့ပဲမီးဖိုရဲ့အပူချိန်လေးနဲ့ပဲဆက်ပြီးကြော်လိုက်တယ်ပေါ့နော်အဲ့လိုလေချက်နေတန်းလန်းနဲ့လေမီးပြတ်တာတော့ပါဆိုရင်တအားကတိတယ်ရှင်လုံးလက်စတန်းလန်းလေးရက်လိုက်ရတော့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်ကဲကတော့အခုအကုန်လုံးပြီးသွားပြီဆိုတော့ပြင်ဆင်မယ်ပေါ့နော်ဒါကတော့ဒီထမင်းဖြူပေါ်မှာရုံလေးကိုထပ်တင်လိုက်မှဆိုရင်ရုံလေးမပေါ်တော့တဲ့အတွက်သူစားနိုင်တဲ့ပမာဏလေးကိုအောက်ခြေလေးအနေနဲ့ထမင်းလေးတွေကိုပြလိုက်တယ်ပြီးတော့ရင်းညှိလေးကိုထမင်းကြိုင်တိုင်းလေးလိုက်အဝိုင်းတိုင်းလေးလိုက်ပြီးတော့လှုပ်လိုက်ပြီးတော့ရုံလေးထည့်လိုက်တယ်ပေါ့နော်ရုံလေးထည့်တဲ့အချိန်မှာလည်းလေဒီနေရွက်ကလေးကအောက်ကနေပြီးတော့ခေါင်းရဲ့အောက်မှာထားမယ်ဆိုရင်လေတိတ်ပြီးတော့ပုံမပေါ်ပဲနဲ့လေဘယ်လိုခေါ်မလဲတိတ်မလှဘူးပေါ့နော်ဖောင်းကြဖြစ်မနေဘူးဆိုတော့လေအသားပြားလေးရဲ့အပေါ်အောက်ကနေအသားပြားလေးကိုအောက်ကနေခံပြီးတော့နေရွက်လေးတွေကိုဖောင်းကြလေးဖြစ်အောင်လို့ပြင်ဆင်ရတယ်ပေါ့နော်ဒီဘန်တိုလန်ဆော့ကလေတော်တော်လေးကိုအသေးစိတ်လက်ဝင်ပြီးတော့လေကေတို့လို beginner သမားတွေအတွက်အရန်ကိုခက်ခဲတယ်ပေါ့နော်ပစ္စည်းမစုံတော့ပို့ဆိုးရပေါ့နော်လောက်ရတာလက်ဝင်နေကြားတယ်အချိန်ပိုကြတယ်အချိန်ပိုပေးရတယ်ပေါ့နော်ပစ္စည်းစုံလင်နေဆိုရင်တော့ပို့ပြီးတော့ကြည့်ကောင်းပြီးတော့ပို့ပြီးမြန်ဆန်လွယ်ကူမယ်ပြီးတော့professional သမားဆိုရင်ပို့ပြီးတော့ဒါလေးက easy going ပေါ့နော်ကေတို့လိုမျိုး beginner အတွက်ကတော့တော်တော်လေးခက်ခဲတယ်ရှင်ကဲခုနေရကလေးကိုဖောင်းကြလေးဖြစ်သွားအောင်ကြည့်ကောင်းလုပ်ပြီးသွားပြီဆိုတော့လေလက်ကလေးတက်လိုက်မယ်နော်ပထမနေရွက်ကလေးပြကကြီးနဲ့မလှဘူးရှင်အဲဒီအသားတူလေးတွေအောက်ကနေအသားကြော်လေးတွေကိုအောက်ကနေခံပြီးတော့တက်လိုက်တဲ့အတွက်ဖောင်းလေးနဲ့အဆင်ပြေသွားပြီပေါ့နော်ပြီးတော့carrot လေးကင်နေတဲ့လက်ပတ်ချမ်းအောင်လေခလေးထမင်းညိုင်ထည့်သွားမှာဆိုတော့သူတို့ကခလေးလေးဆိုတော့လှုပ်တက်ကြတော့လက်ကပြုတ်ထွက်သွားနိုင်တဲ့အတွက်ခောက်ဆွဲချောင်းလေးနဲ့ထိုးပြီးတော့ညင်အောင် frame ချလိုက်ရတယ်ပေါ့နော်carrot ရဲ့အရွက်ကလေအယိုးတန်ကလေပစ်ကက်လေးမရှိတဲ့အတွက်ကေနနမင်းနဲ့ပဲသူ့ရဲ့အရွက်ကလေးလုပ်လိုက်တယ်ပေါ့နော် carrot ပုံစံလေးနဲ့တူသွားအောင်လို့ကဲခုဆိုရင်တော့ရုံရဲ့နှာခေါင်းလေးနဲ့ပါးစပ်လေးတက်လိုက်တယ်ပေါ့နော်ပြီးတော့မျက်စိလေးတက်တယ်ရှင်ကေကလေဒီကတ်တာအစုံလည်းမရှိတော့လေမျက်လုံးလေးတွေကအစားလေးတစ်ခါတလေမညီရင်နှစ်ဖက်ဒီနဲ့ပဲကကြီးနဲ့ပဲဖြတ်တာဆိုတော့မညီရင်လေနှစ်ဖက်ညီအောင်လုပ်ရတယ်ဒီနေ့ဆိုရင်နှစ်ဖက်မညီလို့တော်ကြာကိုအချိန်ပေးပြီးလုပ်လိုက်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီနေရကလေးတွေဒီနှကမ်းမွေးလေးတွေကြတော့လေမညီရင်ပြုတ်ထွက်သွားရင်မလှမှာဆိုတဲ့အတွက်တကယ်တော့ mayonnaise နဲ့တုတ်ကြတာပေါ့နော်ကိမှာ mayonnaise လည်းမရှိတဲ့အတွက်ဘာလုပ်လဲဆိုတော့ပဲရကနေပြီးတော့ကြော်ထားတဲ့စီပေါ့နော်အဲ့ဒီစီကိုငြိမ်အောင်လို့စီနဲ့ပဲတုတ်လိုက်တယ်ပေါ့နော်ပြီးတော့နှကမ်းမွေးတွေကြတော့လဲလက်နဲ့အသေးစိတ်ကကြီးတေးလေးနဲ့ပမြင်လေးဖြစ်အောင်လုပ်ကြရတယ်ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ညီအောင်ရဲ့ပြီးတော့အကြီးအသေးညီအောင်ရဲ့ကြည်ကောင်းအောင်ရဲ့တော်တော်လေးညှိယူရတယ်ပေါ့နော်မညီအောင်ညှိယူရတယ်တော်တော်လုတ်ပေးခြင်းလို့ဒါစူးစမ်းရတာပေါ့နော်တကယ်တော့အရန်ကိုအသေးစိတ်နိုင်တဲ့လက်ပေါက်ကတ်တဲ့အချိန်တအားပေးရတယ်ပေါ့နော်ပြီးတော့မညီအောင်ညှိရတာတွေကြည့်မကောင်းပြုပြင်ရတာတွေလည်းတော်တော်မလွယ်ဘူးပေါ့နော် beginner ဆိုတော့လေကဲအခုဆိုရင်တော့ခါကြောက်လေးကင်ထားတဲ့ရုံပေါက်လေးရပြီပေါ့နော်ရုံလေးမှမသိမှဆိုလို့လေစာလေးပါထည့်လိုက်တယ်ရှင် rabbit ဆိုပြီးတော့လေ rabbit ဆိုပြီးတော့သမီးကပြောတာလေမမေရဲ့ rabbit
တဝက်ခေါင်းဟိုသူ့ရဲ့မျက်နှာရဲ့ပုံစံကြောင်တဝက်ဖြစ်နေရဲ့တဲ့ကြောင်နဲ့တူနေတယ်ဆိုလို့လေပြန်ပြင်မို့တော့စီစဉ်ရအောင်မယ်ရှင်ဒါကတော့ပဲပြားကြော်လေးရဲ့ဟိုဘက်ကစက်သားပြားကြော်လေးတွေပေါ့နော်စက်သားပြားကြော်လေးနဲ့ပဲပြားကြော်လေးနဲ့ကိုထည့်ပေးထားတာပေါ့နော်ချီတိုစော်လေးနဲ့ကဲခုဆိုရင်တော့ rabbit လေးကအခန်းကဏ္ဍပြီးတဲ့လောက်ရှိသွားပြီမဲ့သမီးကြီးကမေနေရွက်ကယုံနေရွက်နဲ့တူပေမဲ့မျက်နှာလေးကကြောင်လေးနဲ့တူနေရဆိုလို့လေကေမှာ rabbit နဲ့တူအောင်လို့ပြန်ပြီးတော့ပြင်ဆင်ရအောင်မယ်ပေါ့နော်ချစ်ဖို့တော့ကောင်းပါတယ်ဒါပေမဲ့ तू ကမတူသေးဘူးလို့ပြောတဲ့အတွက်လေကေပြန်ပြီးတော့လှုပ်ပေးရအောင်မယ်ရှင်အဲ့ဒါဘာလုပ်ရမလဲဆိုတော့သူ rabbit ဆိုတော့ကြတော့လေတွားလေးနဲ့ချောင်းရှေ့ဆက်လေးနဲ့ချောင်းပေါ့နော်ဒီတွားခေါ်လေးနဲ့ချောင်းထည့်ရအောင်မယ်အဲ့ဒါကိုပထမတော့ငါပဲပြားလေးနဲ့ပဲထည့်မလို့ထည့်ကြည့်တာမလှတာနဲ့လေကေဘာနဲ့ထည့်မလဲဆိုတော့ရေညှိနဲ့ပဲထည့်လိုက်မယ်နော်ရေညှိလေးနဲ့တွားလေးနဲ့ချောင်းထည့်လိုက်မယ်ရှင်ကဲဒါဆိုရင်တော့အခု rabbit လေးနဲ့တူသွားပြီပေါ့နော်တူတယ်မှတ်လားရှင် rabbit လေးနဲ့ရုံကလေးက2ရွက်ထောင်ပညာရှိရောင်ရောင်ကဲမောင်ကတော့သူကဒူးရင်းဒီ crazy သမားဆိုတော့ဒူးရင်းဒီပဲထည့်ပေးဆိုတော့တငယ်ချင်းတွေအားနာလို့မစားပါနဲ့လားဆိုတော့သူဝိုးမှသွားစားမယ်တဲ့ထည့်ပေးပါတယ်ဆိုတော့မောင်ကတော့ဒူးရင်းဒီရဲ့တရက်ပြားရဲ့ထည့်ပေးမယ်ပေါ့နော်ကဲအခုဆိုရင်တော့အရင်ကချစ်ဖို့ကောင်းတဲ့ rabbit လေးပေါ့နော်